နာချာမှာမူချိုဆီယာမလုံးဝမရှိပါဘူးနာချာရာတွေပဲရှိပါတယ်နာချာရာဆိုတာကတော့တင်ကြားသူတွေဒါမကပြုစုပြထောင်သူတွေလည်းဖြစ်ပါတယ်စာသင်ခန်းထဲမှာမကပဲအကြောင်းပြင်ပမှာပါကလေးတိုင်းရဲ့စိတ်ဓာတ်ယုံကြည်မှုနဲ့နောက်လာမယ့်အနာဂတ်တွေကိုတည်ဆောက်ပေးရသူတွေလည်းဖြစ်ပါတယ်နာချာရီကကလေးတိုင်းကိုဂရုစိုက်ပြီးတော့ယုံကြည်မှုတွေနဲ့ပတ်မိုးပေးရသူတွေပဲဖြစ်ပါတယ်ဒါကြောင့်နာချာပရီစကူအသင်ကြားမှုတွေကတာမန်မူချိုတစ်ခုနဲ့တော့လုံးဝမတူနိုင်ပါဘူးနာချာပရီစကူမှာအသင်ကလေးအနာဂတ်အတွက်စနစ်တကျပြုစုဖြိုးထောင်လေ့ကျင့်သင်ကြားပတ်မိုးပုံဖော်ပေးမယ့်နာချာရာတွေရှိပါတယ်ဒီတိုင်းရဲ့တမိုးရှိတဲ့အနာဂတ်တွေကိုတည်ဆောက်နိုင်ဖို့အခုပဲနာချာပရီစကူကိုဆက်သွယ်လိုက်တော့နော်